ရင်ခွဲရုံအတွင်းကလီတူဟာအေးဆက်တိတ်ဆိတ်နေပြီးဖော်မလင်နှံ့တွေကနှာခေါင်းထဲကိုစူးချစွာနဲ့တိုးဝင်နေပါတယ်။အစမ်းခံဝန်ထမ်းတဲ့ဇေယျမင်းမြတ်တယောက်တည်းရုပ်အလောင်းတွေရဲ့ကြားမှာရှိလို့နေခဲ့တာပေါ့။သူဟာတည်ဆုံးသူရဲ့အရှက်အလက်တွေကိုစစ်ဆေးရင်တန်ကရင်ပေါ်ကအဖြူရောင်ပိတ်စကိုပြေးပြေးချင်းဆွဲလန်းလိုက်ပါတယ်။အိုးဒါလူတယောက်ရဲ့မျက်နှာမှာဟုတ်ရဲ့လားဗျာ။တကယ်ကိုနတ်သမီးလေးတစ်ပါးအိပ်ပျော်နေတယ်လို့ပဲ။သူရဲ့စကားတန်ဟာတိတ်ဆိတ်တဲ့အခန်းထဲမှာတိုးတိုးကလေးထွက်ပေါ်လာပါတယ်။မေစစ်ရှိုရဲ့ဖြူဝင်းပြီးစိုးပြေနေစေဖြစ်တဲ့ပါးပြင်လေးတွေတဘာဝအတိုင်းနီမြန်းနေတဲ့နှက်ခမ်းလွှာလေးတွေကိုကြည့်ရင်ဇေယျမင်းမြတ်ရဲ့ရင်ထဲမှာမကောင်းတဲ့အတွေ့တွေကတရိပ်ရိပ်နဲ့တက်လာခဲ့တာပေါ့။မင်းကတကယ်ကိုလှလွန်းပါတယ်ကွာ။အသက်ရှိတုန်းကဆိုရင်ငါလိုလူမျိုးကမင်းရဲ့အနာတော်ကတ်ခွင့်ရမှာမဟုတ်ဘူး။ဒါပေမဲ့အခုတော့မင်းကငါလက်ထဲမှာသူရဲ့အကြည့်တွေကရမတ်စောကြောင့်ရဲရဲหนีလာပါတယ်။သူဟာအခန်းတောင်းတွေမှာတက်ထားတဲ့ CCTV ကင်မရာတွေကိုတစ်ချက်ဝှေ့ကြည့်လိုက်ပြီးရုံမာတဲ့အပြုံးတစ်ခုကိုပြုံးလိုက်တာပေါ့။ဒီညတော့ငါတို့နှစ်ယောက်တည်းပေါ်မေစစ်ရှို့ဘယ်သူမှလည်းတိမှမဟုတ်တလို့မင်းကလည်းဘယ်သူကိုမှပြန်ပြီးပြောပြလို့ရမှာမဟုတ်တော့ဘူးလေ။သူဟာကင်မရာကိုပိတ်ပစ်ဖို့ခလုတ်စီကိုရှောက်သွားရင်တုံရင်နေတဲ့လက်ရှောင်းတွေနဲ့အတူစိတ်ရိုင်းတွေကထိမ့်မနိုင်သိမ့်မရဖြစ်နေပါတော့တယ်။အဲဒီအချိန်မှာပဲအဖြူရောင်ပိတ်စအောက်ကမေစစ်ရှိုရဲ့လက်ရှောင်းကလေးတွေဟာအနေငယ်လှုပ်ရှားသွားသလိုထင်ရပေမဲ့ကာမရမတ်ဖုံးလွှမ်းနေတဲ့ဇေယျမင်းမြတ်ကတော့ဒါကိုသတိမထားမိခဲ့ပါဘူး။မေစစ်ရှိုဆိုတာကမိဘတွေရဲ့အလိုလိုက်ခြင်းကိုခံခဲ့ရတဲ့တဦးရီသောသမီးလေးပေါ့။သူမရဲ့မိဘတွေဟာသွင်းကုန်ထုတ်ကုန်လုပ်ငန်းနဲ့အရန်ရှမ်းသာတွားကြတဲ့သူတွေဖြစ်ပေမဲ့သူမဟာတခြားတထေးသမီးတွေလိုဘဝင်မြင့်သူတယောက်တော့မဟုတ်ခဲ့ရပါဘူး။ဖေနဲ့မမီကတော့သမီးကိုစီးပွားရေးပဲလုပ်စေချင်တာ။ဒါပေမဲ့သမီးတကယ်ဖြစ်ချင်တာကဆရာဝန်တယောက်လေ။ဆင်းရဲတဲ့သူတွေကိုအခမဲ့ကုသပေးချင်တာ။သူမဟာအမြဲတမ်းအေးအေးဆေးဆေးနဲ့ယဉ်ကျေးတိမ်မွေ့သူဖြစ်ပေမဲ့စိတ်တန်ရာရစရာတစ်ခုခုနဲ့ကြုံလာရင်တော့တခြားသူတယောက်လိုပြောင်းလဲသွားတတ်တဲ့ဇယိုက်ရှိပါတယ်။အဲဒီဇယိုက်ကိုတော့မိဘတွေတောင်ကောင်းကောင်းသတိမထားမိကြဘူးပေါ့။တက္ကသိုလ်နောက်ဆုံးနှစ်ရဲ့ကျောင်းပိတ်ရက်တရက်မှာတော့သူမဟာခင်မင်ရတဲ့တငယ်ချင်းတွေကိုအိမ်မှာထမင်းဖိတ်ကြွေခဲ့ပါတယ်။ပွဲယူပြီးရင်တယောက်နဲ့တယောက်ဝေးကြတော့မှမလို့အမတ်တမဲ့စုယုံကြတာပေါ့။အဲ့ဒီပွဲမှာပဲသူမရဲ့တငယ်ချင်းတီဟာကနောက်ပြောင်ပြီးစကားတခုံပြောလိုက်ပါတယ်။ဟဲ့အောင်လေကြည်သမ်းမအောင်ကွာငါတို့တငယ်ချင်းမေစစ်ရှိုကတော့ချမ်းသာလိုက်တာမှအတိုင်းထက်လုံးပဲဟေးသူကတော့ပွဲရပြီးအလောက်တောင်လောက်เสียမလို့တော့ဘူးဒီအိမ်ကြီးထဲမှာပဲအိမ်ဆောင်ဝိညာဉ်လိုမျိုးစံမြန်းနေုံပဲကွာတငယ်ချင်းတွေအားလုံးကရေမောလိုက်ကြပြီမဲ့မေစစ်ရှိုကတော့အဲ့ဒီစကားကိုနားထဲမှာအတော်လေးကတိကအောက်ဖြစ်သွားခဲ့ရပါတယ်။ငါ့ကိုအိမ်ဆောင်ဝိညာဉ်လို့ပြောလိုက်တာလား။ပါဇက်တရန်လိုက်တဲ့ဒီဟာနမိတ်မရှိနမမရှိသူမဟာအပြင်ပန်းမှာပြုံးနေခဲ့ပေမဲ့ရင်ထဲမှာတော့အတော်လေးဝမ်းနေသွားခဲ့ရပါတယ်။အဲ့ဒီစားနှောင်းလိုက်တဲ့စကားဟာနောက်ပိုင်းမှာတကယ်ဖြစ်လာတော့မယ်သူမရဲ့ကံကြမ္မာစိုးကိုနမိတ်ဖက်လိုက်တယ်လို့ဖြစ်နေမှအဲ့ဒီအချိန်မှာဘယ်သူမှမရိပ်မိခဲ့ကြပါဘူး။ညတကောင်ရဲ့အရှင်ရောက်လာတဲ့အခါဧကန်ပွဲလေးကပြီးဆုံးလို့သွားခဲ့ပါပြီ။တငယ်ချင်းတွေတယောက်ပြီးတယောက်ပြန်သွားခဲ့ကြပြီမဲ့ဒီဟာကတော့မပြန်သေးပဲအရက်မူးနဲ့မေစစ်ရှိုကိုထူးဆန်းတဲ့အကြံတစ်ခုပေးလာပါတယ်။ဟေးတငယ်ချင်းမေစစ်ရှိုငါတို့ကားရှောက်မောင်းရအောင်လေဒီအချိန်လမ်းမတွေပေါ်မမောင်းရတာတကယ်လမ်းပါနော်။မေစစ်ရှိုဟာလေအရက်ရှင်ကြောင်ရောငယ်ရွယ်တဲ့တွေးကြမှုတွေကြောင်ရောတီဟာရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။သူမဟာမိဘတွေမသိအောင်အိမ်ကကားတစ်စီးကိုတိတ်တဆိတ်ထုံမောင်းခဲ့ပါတယ်။ကားထဲမှာသရှင်တွေကိုအကျယ်ကြီးဖွင့်ပြီးသူတို့နှစ်ယောက်အရှိန်ပြင်းပြင်းနဲ့မောင်းနေခဲ့ကြတာပေါ့။ပျော်စရာကြီးငါဘဝမှာဒီလောက်လွတ်လပ်တယ်လို့တစ်ခါမှမခံစားခဲ့ရဘူး။အေးလေအမြဲတမ်းအိမ်မှာပဲအောင်းမနေပါနဲ့ဒီလိုမှဘဝကအရသာရှိတာမြန်မြန်မောင်းစမှာပို့ပြီးတော့မြန်မြန်မောင်းဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုကကြမခံခဲ့ပါဘူးကားလန်ကွေးတစ်ခုမှာမေစစ်ရှိုရဲ့မျက်လုံးတွေကရုတ်တရက်မှိတ်ဆင်းသွားခဲ့ပါတယ်အရှိန်ပြင်းနေတဲ့ကားဟာလမ်းဘေးကတရားလက်ရန်ကိုအရှိန်နဲ့ဝင်ဆောင်ပြီးမြောင်းလေးကိုထိုးကြလို့သွားတာပေါ့
အရာအလုံးဟာစက္ကန့်ပိုင်းအတွင်းမှာပဲပြောင်းလဲလို့သွားခဲ့ပါတယ်။ကားတစ်စီးလုံးကြေမွားပျက်စီးသွားခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လို့သွားခဲ့တာပေါ့။မိသားစုရဲ့မျှော်လင့်ချက်ဖြစ်တဲ့မေစစ်ရှိုဟာကားထဲမှာတင်ပွဲချင်းပြီးတည်ဆုံသွားခဲ့ရပြီးဒီဟာကတော့ဒဏ်ရာအပြင်းအထန်နဲ့အသက်လူနေရတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။မတော်တဆမှုတစ်ခုဖြစ်သွားပြီးတဲ့နောက်သတင်းကမေစစ်ရှိုရဲ့မိဘတွေစီကိုမိုးကြိုးပစ်လိုက်တယ်လို့ရောက်ရှိသွားတာပေါ့။ဒီယုံကိုအပြေးအလွှာရောက်လာတဲ့မိမိဟာတမီဖြစ်သူရဲ့အသက်မဲ့နေတဲ့ရုပ်အလောင်းကိုမြင်လိုက်ရတော့မယုံနိုင်ဖြစ်ပြီးစိတ်မကောင်းဖြစ်လို့သွားခဲ့မိတာပေါ့မဖြစ်နိုင်တာသမီးလေးဒါမေမေသမီးမဟုတ်ပါဘူးမေမေကိုနောက်နေရမလားဖပါအောင်သမီးလေးရဲ့သူမရဲ့မိခင်ဟာရင်ဘက်ကိုစီတီးသလိုထူရရင်တတိလမတက်ငိုကြွေးနေမိပါတယ်သူမရဲ့ဖခင်ကတော့မျက်ရည်တွေကိုအောင်အီးထားရင်ဇနီးဖြစ်သူကိုဖိမထားရပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာတော့ကဘာပြက်နေတယ်လို့ပါပဲငါတို့ရဲ့တူရီတော်သမီးလေးတတိဖြစ်ဖို့တဲ့ဆရာဝန်ဖြစ်ရှင်နေဆိုတဲ့သမီးလေးအခုတော့ငါတို့ကိုထားခဲ့ပြီလားမေဆေရှိုရဲ့ရုပ်အလောင်းကိုနောက်ဆုံးအနေနဲ့ပြင်ဆင်ဖို့ရင်ခွဲရုံတွေကိုပို့ဆောင်လိုက်ရပါတယ်။သူမရဲ့ခန္ဓာကိုယ်ဟာမတော်တဆမှုကြောင့်တချို့နေရာတွေမှာပုံပဲတန်ရာတွေရှိနေပေမဲ့မျက်နှာလေးကတော့ပကတိအတိုင်းလှပနေသေးပေါ့။အဲ့ဒီအချိန်မှာပဲအလုတ်တင်ဝန်တန်းဇေယျမင်းမြတ်တယောက်အခန်းထဲကိုရောက်လာပါတော့တယ်။ဒီနေ့အလောင်းပြင်ရမှာကဒီမင်းကလေးလား။ဟင်ကြည်စမ်းပါဦး။တေတာတော်မှသိလှတာပဲကွာ။သူဟာသူမရဲ့နာမည်ကပြားကိုကြည့်ရင်တတွေးတွေကိုအနိုင်နိုင်မြူချလိုက်ပါတယ်။ဇေယျမင်းမြတ်ဟာသူမရဲ့အေးဆက်နေတဲ့ကိုယ်ပေါ်ကအဖြူရောင်ပိတ်စကိုဆွဲလန့်ဖို့လက်ကိုဆန့်ထုတ်ခဲ့လိုက်ပါတယ်။မေစစ်ရိုတကယ်တော့မင်းကငါအတွက်တော့ဒီညရဲ့အဖိုးတန်ရတနာလေးပဲ။သူရဲ့စကားသံဟာအခန်းထဲမှာကြောက်မက်ဖွယ်ရာကောင်းလောက်အောင်တိုးညင်နေပါတယ်။ဇေယျမင်းမြတ်ဟာအလောင်းရဲ့အခြေအနေကိုစစ်ဆေးဖို့အတွက်အဖြူရောင်ပိတ်စကိုတကူလုံးလှန်ရှားခဲ့လိုက်တာပေါ့။မေစစ်ရှိုရဲ့ခန္ဓာကိုယ်ဟာအေးဆက်နေခဲ့ပေမဲ့အသားအရည်ကတော့တည်ဆုံးသူတယောက်နဲ့မတူပဲနူးညံ့ပျော်ပြောင်းနေစေပါပဲ။သူဟာသူမရဲ့တန်ရာမှတ်တမ်းကိုဖတ်ကြည့်ခဲ့လိုက်တာပေါ့။အယိုးတွေလည်းတခုမှမကြိုးဘူးပဲ။အရည်ပြားပေါ်မှာပုံးပိတ်ုံပဲရှိတာ။ဒါမျိုးကတရားလောက်တဲ့အထိမပြင်းထန်ပါဘူးမင်းကဒဏ်ရာဒဏ်ချက်တွေထက်စိတ်လန့်ပြီးတည်သွားတာလားဒါမှမဟုတ်မင်းရဲ့အသက်ကမထွက်သေးတာလားမေးစစ်ယူသူဟာအဲ့ဒီလိုပြောရင်သူမရဲ့ပါပြင်ကိုလက်နဲ့ဖြည်းဖြည်းချင်းပို့တက်လိုက်ပါတယ်အဲ့ဒီအခါသူ့ရဲ့ရင်ထဲမှာကြောင်ရုံမှုထက်ကာမယမက်ကပိုးပြီးအရှိန်တက်လို့လာခဲ့တာပေါ့သူဟာအလုတ်တင်ဝင်နှန်းဖြစ်ပေမဲ့ရင်ခွဲယုံရဲ့ဘယ်နေရာမှာ CCTV ရှိတယ်ဆိုတာကိုကောင်းကောင်းကြည့်သိထားသူပေါ့ဒီအခန်းထဲမှာငါတို့နှစ်ယောက်တည်းရှိနေတာဘယ်သူမှမမြင်နိုင်သလိုဘယ်သူမှလည်းလာမနှောက်ယှက်နိုင်ဘူးသူဟာရုံမာတဲ့အပြုံးတစ်ခုကိုပြုံးရင်အခန်းထဲကကင်မရာတွေကိုတလုံးချင်းစီလိုက်ပိတ်လိုက်ပါတယ်ရင်ခွဲရုံရဲ့မီးရောင်မင်းမင်းအောက်မှာသူ့ရဲ့အရေးဟာတတိုင်းပေါ်မှာဘလူးတရေတကောင်လိုကြီးမားနေခဲ့တာပေါ့မေစစ်ရှိုမင်းကအရန်လှလွန်းတော့ငါစိတ်ကိုငါလည်းမထိန်နိုင်တော့ဘူးကွာသူဟာသူမရဲ့အနာကိုပြန်တိုးကပ်သွားပြီးအသက်မဲနေတဲ့ရုပ်အလောင်းကိုစော်ကားဖို့အတွက်လက်တွေကိုစမ်းထုတ်လိုက်ပါတော့တယ်။သူမသိတာတကူကတော့အဲ့ဒီအချိန်မှာမေစစ်ရှိုရဲ့စိတ်အာရုံတွေကပြန်လည်နိုးထနေပြီးသူ့လုံးသမျှကိုအရေးပြားတွေကနေတိရှိခံစားနေရတယ်ဆိုတာပါပဲ။ဇေယျမင်းမြတ်ဟာကင်မရာတွေကိုပိတ်ပြီးတာနဲ့သူ့ရဲ့ရုပ်မာတဲ့စိတ်ရိုင်းတွေကိုအကောင်အထည်ပေါ်တော့တာပေါ့။သူဟာမေစစ်ရှိုရဲ့ရုပ်အလောင်းကိုသူ့စိတ်ကြိုက်စော်ကားနေခဲ့ပါတော့တယ်။ဒါပေမဲ့သူမသိလိုက်တဲ့ထူးဆန်းတဲ့အချက်ကတော့သူမရဲ့ခန္ဓာကိုယ်ဟာတေဆုံးသူတယောက်လိုအေးဆက်မနေပဲပူနွေးနေခြင်းပါပဲအမှန်တော့မေစစ်ရှိုဟာတေဆုံးသွားတာမဟုတ်ပဲခန္ဓာကိုယ်ကလှုပ်ရှားလို့မရတဲ့အခြေအနေမျိုးနဲ့ပိတ်မိနေကြတာပါသူမဟာအရာအလုံးကိုသိရှိလို့နေပါတယ်ကြားလဲကြားနေရပါတယ်သူရဲ့စိတ်အာရုံကအရာအလုံးကိုခံစားနေမိတာပေါ့ဖဖေမမေသမီးကိုကဲကြပါဦးသမီးမသိသေးဘူးသမီးအသက်ရှင်နေပါသေးတယ်ဒီလူရောက်မှာသမီးကိုဘာတွေလုပ်နေရလဲရက်လိုက်စမ်းပြန်ရောက်ကဲကြပါဦးသူမဟာစိတ်ထဲကနေအာကိုတကြီးအော်ဟစ်နေခဲ့ပေမဲ့အပြင်ပန်းမှာတော့နှကန်းလေးတစ်ချက်တောင်လှုပ်ခွင့်မရခဲ့ပါဘူးသူမရဲ့မျက်ဝန်းတွေကလည်းပိတ်ဆို့နေသေးမလို့စီးကြလာခြင်းနဲ့မျက်ရည်တွေကိုတော့ထိန်းထားရတယ်လို့ပါပဲအော်ဆရာပဲကွာမင်းရဲ့ကိုယ်လေးကနှွေးနေတော့မယ်မင်းကငါ့အတွက်တော့အသက်ရှိတဲ့မိန်းကလေးတယောက်ထက်တောင်ဖိုးပြီးဆွဲဆောင်မှုရှိနေသေးတယ်ကွာ
သူရဲ့ရွှန်ရှာဝဲကောင်းတဲ့စကားသံတွေကသူမရဲ့နားတွေကိုအနဲ့ထိုးသလိုတိုးဝင်နေပါတယ်။မိန်းကလေးတယောက်ရဲ့ဘဝမှာအဆိုးဝါးဆုံးငရဲခန်းကိုသူမကအရှင်လက်လက်ခံစားနေရတာပါ။နေငါ့ကိုဒီလိုလုပ်ရတယ်ပေါ့။ငါသာပြန်လို့လာခဲ့ရင်ငါသာလှုပ်ရှားလို့ရခဲ့ရင်နင့်ကိုအသိသက်ပြစ်မယ်။နင်ငရဲကြစီရမယ်။နာကြီးချက်တွေအမုန်းတရားတွေဟာသူမရဲ့ရင်ထဲမှာမိတောင်တစ်ခုလုံးပေါက်ကွဲဖို့အရှိန်ယူနေပါတော့တယ်။ဇေယျမင်းမြတ်တယောက်သူ့ရဲ့ရုံမာတဲ့ကိစ္စတွေပြီးဆုံးသွားပြီးတဲ့နောက်အခန်းပြင်ကိုခက်တထွက်သွားတဲ့အချိန်မှာတော့ဒူးဆန်းတဲ့အဖြစ်အပျက်တစ်ခုစတင်ခဲ့တော့တာပေါ့။ငရဲကန်တစ်ခုလုံးခံစားခဲ့ရတဲ့မင်းစစ်ရှူရဲ့လက်ရှောင်းလေးတွေဟာတုံရီးပြီးစတင်လှုပ်ရှားလာပါတယ်။ချမ်းတယ်အရန်ချမ်းတော်ပဲ။သူမဟာတုံရင်နေတဲ့အတန်နဲ့တိုးတိုးကလေးညီးတွားရင်တန်ကရင်ပေါ်မှာထားထိုင်လိုက်ပါတယ်။သူမရဲ့တကူလုံးမှာအဝတ်အစားမရှိပဲဗလာချင်းဖြစ်လို့နေခဲ့ပြီးအေးဆက်တဲ့ရင်ခွဲရုံရဲ့လေတို့ကသူမရဲ့အသားကိုအနဲ့ထိုးသလိုတဆစ်စစ်နာကျင်လို့နေတာပေါ့။ဘေးပပက်လေးမှာစီတန်းထားတဲ့အလောင်းတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမဟာကြောက်လန့်တကြားငိုကြွေးမိပါတော့တယ်။ငါတကယ်ပဲတည်သွားခဲ့တာလား။ဒါပေမဲ့အဲ့ဒီလူရုံမှာငါ့ကိုလုပ်ခဲ့တာတွေကအားလုံးကအစစ်အမှန်တွေပဲသူမဟာငိုနေရင်းကနေရုတ်တရက်မျက်လုံးတွေဟာနီမြန်းပြီးဒေါသအရေးအယောင်တွေဖုံးလွှမ်းသွားပါတယ်။သူမခံစားခဲ့ရတဲ့အရှက်ရမှုနဲ့နာကျင်မှုတွေဟာကြောက်ရွံ့မှုကိုကျော်လွန်သွားခဲ့ပါပြီ။သူမဟာကရင်ဘေးမှာရှိတဲ့ပိတ်ဖြူစားကိုယူပြီးကိုမပက်လိုက်ပါတော့တယ်။ဆေးရမင်းမြတ်နင်ငါ့ကိုလူသေးလို့ထင်နေရလား။နင်ငါ့ဘဝကိုဖျက်ဆီးခဲ့တာအတွက်နင်ပြန်ပေးဆက်ရမယ်။သူမဟာအခန်းထဲကိုဝေဝဲကြည့်လိုက်တဲ့အခါမှာတော့ဆရာဝန်တွေအလောင်းခွဲစိတ်ရာမှာတုံးတဲ့ထက်မြက်တဲ့ခွဲစိတ်ဓာတ်တစ်ချောင်းကိုတွေ့လိုက်ပါတယ်။သူမဟာဒုံရင်နေတဲ့လက်တွေနဲ့အဲ့ဒီဓာတ်ကိုကြည့်ကြည့်ပါအောင်စုပ်ကန်လိုက်တာပေါ့။ဒီညနေ့အတွက်နောက်ဆုံးညဖြစ်စေရမယ်။သူမဟာဓာတ်ကိုကိုင်းပြီးကရင်ပေါ်မှာအလောင်းတစ်ကောင်လုံးပြန်လဲနေလိုက်ပါတယ်။မျက်လုံးကိုမိတ်အသက်ရှူတံကိုထိန်းထားရင်သူမစောင့်နေတာကတော့အခန်းထဲကိုပြန်ဝင်လာမယ်သားကောင်ဇေယျမင်းမြတ်ပဲဖြစ်ပါတယ်။အဲဒီနောက်တကားပွင့်တဲ့အတူဇေယျမင်းမြတ်တယောက်တရှင်းတညီညီနဲ့အခန်းထဲကိုပြန်ဝင်လာတာပေါ့။သူဟာဘာကိုမှတန်စရာမရှိပဲကြည်နဲ့အားရနေတဲ့အပြုံးနဲ့အတူမေစစ်ရှိုလဲရောင်းနေတဲ့ကတင်သားကိုတိုးကက်သွားပြန်ပါတယ်။မေစစ်ရှိုငါပြန်လာပြီ။မင်းကတော့အိမ်လိုကောင်းနေုံပဲလား။ငါ့ကိုစောင့်နေတာမဟုတ်လားကွာ။သူဟာရွှန်ရှာပွဲကောင်းတဲ့အမူအရာနဲ့သူမကိုယ်ပေါ်ကိုပြန်ပြီးငုံကိုင်းလိုက်တဲ့အခိုက်အတန့်မှာပဲမေစစ်ရှူရဲ့မျက်လုံးတွေဟာရုတ်တရက်ပွင့်လာပါတယ်။သူမရဲ့လက်ထဲမှာကြစ်ကြစ်ပါအောင်စုပ်ကင်ထားတဲ့ခွဲစိတ်ဓာတ်ဟာမီးရောင်အောင်မှလက်ခနဲဖြစ်သွားခဲ့ရတာပေါ့။ဟင်မင်းနိုးနေတာလား။အေးငါနိုးနေပြီ။နင်ငါ့ကိုလှုပ်ခဲ့ရတဲ့အတွက်သေဖို့ပြန်ထားလိုက်တော့။သူမဟာအားကုန်သုံးပြီးဓာတ်နဲ့ဇေယျမင်းမြတ်ရဲ့ကြောပြင်ကိုအဆက်မပြတ်ထိုးနေပါတော့တယ်။ဇေယျမင်းမြတ်ဟာအလန့်တကြားနဲ့ကရင်ပေါ်ကနေလိမ့်ကျသွားခဲ့ပြီးအခန်းတောင်းကိုတွားသွားရင်းအသက်လူအော်ဟင်းနေပါတယ်။ကဲကြပါဦးတရေမကငါ့ကိုတက်နေလို့ပါတယောက်ကဲကြပါဦး။နင်ကဲခိုင်းနေရဘတို့လဲ။နေမဲ့ဒီခန်းထဲမှာငါတို့နှစ်ယောက်တည်းရှိရဆို။နေမဲ့ငါဘတို့ပြန်မတိုင်နိုင်ဘူးဆို။အခုတော့နှစ်သွေးတွေနဲ့ပြန်ပေးဆက်ရမယ့်အလှဲ့ပဲသူမဟာပိတ်ဖြူစာကိုကိုမပတ်ထားရင်သွေးယူသွေးတန်းနဲ့သူ့နောက်ကိုလိုက်သွားခဲ့ပါတယ်ဇေယျမင်းမြတ်ဟာဒဏ်ရာအပြင်းအထန်နဲ့သွေးအိုင်ထဲမှာလဲကျနေပြီးသူ့ရဲ့မျက်လုံးတွေကကြောက်ရွံ့မှုကြောင့်ပြူးထွက်နေပါတယ်လူယုံမှာနင့်လိုကောင်မျိုးကလူဖြစ်နေဖို့မတန်ဘူးနောက်ဆုံးမှာတော့ဇေယျမင်းမြတ်ဟာရင်ခွဲရုံရဲ့ကြမ်းပြင်ပေါ်မှာပဲသွေးအိုင်ထဲမှာအနိဋ္ဌာယုံစွာနဲ့အသက်ပြောက်လို့သွားခဲ့ပါတယ်။မေစစ်ရှိုးဟာဓာတ်ကိုကိုင်းရင်အသက်ကိုပြင်းပြင်းရှူနေခဲ့ပေမဲ့သူမရဲ့မျက်ရည်တွေကတော့ထိမ့်မနိုင်သိမ့်မရဖြစ်ကစီးကြလို့လာပါတယ်။ဒါပေမဲ့အရာအလုံးဟာနောက်ကျလို့သွားခဲ့ပါပြီ။ဇေယျမင်းမြတ်ရဲ့အသက်မဲ့သွားတဲ့ရုပ်အလောင်းကိုကြည့်ရင်မေစစ်ရှိုးဟာအယူတယောက်လိုရေပွန်းလိုက်ငိုကြွေးလိုက်နဲ့ဖြစ်လို့နေတာပေါ့။သူမဟာလက်စားရှိနိုင်ခဲ့ပေမဲ့သူမရဲ့ဘဝကတော့ငကိုအတိုင်းပြန်မဖြစ်နိုင်တော့ဘူးဆိုတာကိုကောင်းကောင်းကြီးနားလည်သွားခဲ့ပါပြီ။ငါအသက်ရှင်နေသေးရင်တော့ဒီလိုအရှက်ရစရာဒဏ်ရာတွေနဲ့ငါဘလို့မျက်နှာနဲ့အပြင်လောကမှာရှင်သန်ရမှာလေ။ငါဘဝကပေပြီးသားလူတယောက်ထက်တောင်ပိုပြီးပြည့်စည်သွားခဲ့ပြီ။
သူမဟာတုံရင်နေတဲ့လက်တွေနဲ့စာရွက်တစ်ရွက်ကိုယူပြီးသူမကြုံတွေ့ခဲ့ရတဲ့ငရဲခန့်အကြောင်းဇေယျမင်းမြတ်ရဲ့ယုံမာမှုတွေကိုနောက်ဆုံးစာအဖြစ်ရေးသားခဲ့ပါတယ်။စာရေးပြီးချိန်မှာတော့သူ့ရဲ့မျက်ဝန်းတွေကအေးဆက်တည်ငြိမ်လို့သွားခဲ့ပါပြီ။သူမဟာရင်ခွဲရုံတွေကကျိုးတစ်ချောင်းကိုယူပြီးသူမရဲ့ဘဝကိုကိုယ်တိုင်အဆုံးစီရင်လိုက်ပါတော့တယ်။ ငါ့ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူမှန်သမျှဒီနေရာကိုရှေ့ရှားတဲ့ယောက်ျားမှန်သမျှနေတို့အားလုံးငါခံစားရတယ်လို့ပြန်ခံစားစေရမယ်။ နောက်တနေ့မနေ့ခင်းမှာတော့နေဆိုင်ဝန်တန်းတူဟာရင်ခွဲရုံတွေကိုပုံမှန်အတိုင်းဝင်လာခဲ့ပါတယ်။ဒါပေမဲ့အခန်းထဲကလေတူကထူးထူးခြားခြားလေးလံပြီးအေးဆက်နေတာကိုသူတတိထားမိလိုက်တာပေါ့။သူဟာတစုံတစ်ခုကိုကြားလိုက်ရတယ်လို့မို့လှည့်ကြည့်ခဲ့လိုက်မိပါတယ်။ဟင်ဘာလဲဘသူရှိလို့လဲဗျာ။ရုတ်တရက်ရင်ခွဲရုံတကားကအုံးကလေးမြည်ဟီသွားပြီးအလိုလျောက်ပိတ်သွားပါတော့တယ်။အဲ့ဒီဝင်နှံအလန့်တကြားနဲ့နောက်လဲကြည့်လိုက်တဲ့အခါမှာတော့အဖြူရောင်ပိတ်စာကိုကိုမပတ်ထားပြီးနာကြီးချက်တွေပြင်းနှက်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတဲ့မေစစ်ရှူရဲ့ဝိညာဉ်ကိုထိတ်လန့်ပွေမြင်တွေ့လိုက်ရပါတော့တယ်။နေလို့လည်းငါ့ကိုလာစော်ကားမလို့လား။ ရင်ခွဲရုံအတွင်းမှာမေစစ်ရှူရဲ့ဝိညာဉ်ဟာအာဃာတဇောရီနဲ့ကြီးစိုးလို့နေခဲ့ပြီးဝင်လာသမျှအမျိုးသားဝန်ထမ်းတိုင်းကိုအသေးအလဲရှောက်လန့်နေပါတော့တယ်။ဖြစ်ရတွေကကြီးထွားလို့လာပြီးဘယ်သူမှအလုံးမစင်းရတော့တဲ့အဆုံးမှာတော့တာဝန်ရှိသူတွေကဆရာတော်တစ်ပါးကိုပင်ဖိတ်ပြီးအကျိုးအကြောင်းကိုစုံစမ်းစီခဲ့ပါတယ်။ဆရာတော်ဟာရင်ခွဲရုံအတွင်းမှာတရားထိုင်ပြီးအာယုံပြုတ်ကြည့်လိုက်တဲ့အခါအခန်းတောင်မှာဒူးနှစ်ဖက်ကိုပိုက်ပြီးရှိုက်ကြီးတငယ်ငိုကြွေးနေတဲ့မေစစ်ရှူရဲ့ဝိညာဉ်ကိုမြင်တွေ့လိုက်ရပါပြီ။တကားမလေးအာဃာတတွေကိုလွတ်ရှာလိုက်ပါတော့မင်းခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကိုပုံနားလဲပါတယ်ကွယ်ဒါပေမဲ့အမုန်းတရားနဲ့တုံ့ပြန်နေရင်တော့မင်းငရဲအထက်ထက်ကြာနေအောင်ပါတပည့်တော်မှာခံစားခဲ့ရတာတွေကတိတ်နာကျင်မှုကောင်းလုံးပါဖေဟာဘာအပြစ်မှမရှိဘဲနဲ့အရှင်လက်လက်စော်ကားခံခဲ့ရတာပါတပည့်တော်မှာဘလို့မှခွင့်မလွတ်နိုင်ဘူးဆရာတော်ကမေတ္တာရှိထားပြီးတရားပြတာအမြအတမ်းပေးဝေမယ်လို့ကတိပေးလိုက်တဲ့အခါမှာတော့သူမရဲ့အာဃာတမျက်လုံးတွေကမျက်ရည်တွေအပြည့်ပြောင်းလဲစီးကြလာပါတော့တယ်။သူမဟာနောက်ဆုံးတောင်းဆိုချက်တစ်ခုကိုအားကိုးတကြီးနဲ့လျှောက်ထားခဲ့တာပေါ့။ဆရာတော်ရဲ့မေတ္တာစာပို့တန်တဲ့အတူမေစစ်ရှိုရဲ့ဝိညာဉ်ဟာဖြည်းဖြည်းချင်းလွင့်ပြဲပြီးကွယ်ပြောင်းသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အဲ့ဒီရင်ခွဲရုံဟာအမြဲတမ်းတိတ်ဆိတ်လျှောက်ချနေခဲ့ပြီးဘယ်သူမှထပ်မံရှိမရှရဲတဲ့နေရာတစ်ခုဖြစ်သွားပါတော့တယ်။ဒီကနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲခင်ဗျာ။အဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ရှင်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။